ကဲ5 Flip Season 1 Episode 2ရဲ့အချိန်ကတော့တက်လာပြီနော်ခုနက90ခုနှစ်တချင်းအေးလေးကိုဒီတစ်ခါလုံးဝပောက်ကွဲထွက်မဲ့ရတာမျိုးနဲ့နားဆင်ရပါတော့မယ်ရှင်ဟုတ်တယ်ဗျာအင်တာနက်မရှိတဲ့ခေတ်ကအမှတ်တရတွေကိုပြင်းထန်တဲ့ rock အငွေအသက်တွေနဲ့အမိုက်စားပြောင်းလဲပေးမဲ့သူကတော့ rock vocalist အောင်မြတ်ကျော်ပဲဖြစ်ပါတယ်ဒီအလွမ်းတွေကို rock ဟန်နဲ့ဘလောက်တောင်အားပါပုံဖော်သွားမလဲဆိုတာအခုပဲအတူတူပောက်ကွဲခံစားလိုက်ကြရအောင်ဗျာခဲနဲ့ရပူတဲ့တိတ်ခွေဟောင်းလေးတွေဒီတန်စင်တွေနားထဲမှာဆွဲနေစေညဆိုရင်ဒီဝီချီရင်ရောင်စုံကြော်ညာချမှာပြောခဲ့တယ်အင်တာနက်တွေမရှိပေမဲ့လန်ဒေကဂိမ်းဆိုင်မှာစူညံခဲ့ဘူးတဲ့စကူဆုံးငယ်တွေကောင်းခင်ဝဲလို့သေရလေးလေးတွေလောကစားဘူးတဲ့တရားရလဲပြုံးရတဲ့အပြစ်ကင်းတဲ့တို့ရဲ့ငယ်ဘဝတွေပြန်သွားခြင်းနဲ့ကဘာစီရုံးရှင်နဲ့ပြုံးနေအကြောင်းလည်းကင်းနေအချိန်တွေစီတယ်လီဖုန်းတွေမရှိလဲရှင်ခုန်တယ်တွေမိခဲ့လေအမတ်တရားတွေဒီနေ့တီရှင်တန်စေပဲဖြစ်တဲ့ကစားလို့ညင်ခုန်ကြတယ်တစ်စရမုတ်တွေကော်လီရိုက်တယ်နေဘူးပြီးဆိုရင်ရေခဲချစ်ဆိုင်မှာစုံကြမယ်နောက်ကြပြောင်းကြရင်အချိန်တွေကုန်မှုတယ်အခုတော့အရာရာပြောင်းလဲသွားပြီဒါပေမဲ့မျက်လုံးမိတ်လိုက်တိုင်း90ကျော်ကပြောစရာတွေပြန်မြင်အောင်စေပြန်သွားခြင်းနဲ့90ကျော်ရဲ့ကဘာစီရုံးရှင်နဲ့ပြုံးနေအကြောင်းလည်းကင်းနေအချိန်တွေစီတယ်လီဖုန်းတွေမရှိလဲရှင်ခုန်တယ်တွေနီးခဲ့တယ်နီးခဲ့တယ်အမတ်တရားတွေဒီနေ့တီရှင်တန်စေပဲကိုယ်စကူနဲ့ကလာလေးအမြဲတမ်းတရားနေတော့မယ်တဲ့နှလုံးသားကိုလှုပ်ခတ်မဲ့အတန်တဲ့အကြိုက်ဆုံး vibe ကိုအခုပဲရွေးချယ်လိုက်ပါပြိုင်ပွဲဝင်တွေရဲ့အမိုက်စားတီဆိုမှုတွေကိုမလွတ်တမ်းအားပေးနိုင်ဖို့အခုပဲ subscribe နဲ့ follow လုပ်ထားဖို့မမေ့နဲ့နော်